Hello, Miss Fine Chan Chan နဲ့လည်းပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တော့ absolute value တွေရဲ့ exercise တွေကို practice လုပ်သွားရအောင်။အဲ့တော့အရင်ဆုံးဒီ number 1ပေါ့နော်။ 2x equal to modulus of 2x equal to 3. Okay. အဲ့တော့ modulus of 2x က3နဲ့ညီတယ်။အဲ့တော့ x ရဲ့တန်ဖိုးရှာပေးရမယ်ပေါ့နော်။အဲ့တော့ x ရဲ့တန်ဖိုးကပြီးတဲ့အတိုင်းပဲpositive 3 လည်းဖြစ်နိုင်တယ်လို့ negative 3 လည်းဖြစ်နိုင်တယ်เนาะအဲအကြောင်းမလို့ 2x equal to positive 3 or 2x equal to negative 3အဲ့တော့နှစ်ဖက်စလုံးကို3နဲ့စားတော့3 over 2 or x equal to negative 3 over 2 so this is the answer okay အဲ့တော့ number 2 ကကြတော့ modulus of x က less than 3အဲ့တော့ properties မှာသင်ခဲ့ပြီးသားless than ဆိုလို့ရှိရင် x negative 3 and positive 3 okay အဲ့ဆိုလို့ရှိရင်သူရဲ့ solution set ကတော့ negative 3, positive 3เนาะ number line မှာဆွဲမယ်ဆိုလို့ရှိရင် positive 3 0 negative 3 okay ဆိုတော့ဆက်ဝိုင်းလေးဝိုင်းမယ်အပြည့်မချဲဘာလို့လဲ equal sign မပါလို့เนาะ x ရဲ့တန်ဖိုးက positive 3ကနေ negative 3ရမှာရှိတယ် okay so this is number 2ပါပုံချက်သွားမယ်ပေါ့နော် number 3က modulus of x minus 4က less than 1အဲ့တော့ suggestion ကိုပေးလိုက်မယ်အဲ့တော့properties မှာဒီတဲ့အတိုင်းပဲ modulus of x minus 4ကဆိုလို့ရှိရင် properties မှာဒီတဲ့အတိုင်းပဲ x minus 4ကဘယ်နဲ့ဘယ်ကြားမှာရှိမှလဲဆိုတော့ minus 1ထက်ကြီးပြီးမှ1အောက်ငယ်တယ်ဟုတ်တယ်နော်အဲ့တော့နှစ်ဖက်စလုံးကို plus inequality တစ်ခုလုံးကို4ပေါင်းမယ်ဆိုတော့3 less than 8 less than 5အဲ့ဒါကို solution set မှာဆွဲမယ်3 4 5k အဲ့တော့ x က3ထက်ကြီးတယ်နော်ညာဘက်ဒါပေမဲ့9အောက်ငယ်ဆိုတော့9မှာရက်မယ်ပြီး9အောက်ငယ်ဆိုဘက်ကိုပြန်ချင်မယ်အဲ့တော့ equal sign မပါတော့ whole circle ထားမယ်ပေါ့နော်ပြီးတော့ solution set ကိုလိုချင်တော့ x က3နဲ့5ကြားမှာရှိတယ် equal sign မပါတော့ဆက်ဝိုင်းလေးနော် white green okay အဲ့တော့ now number 4တော့ okay number 4ကိုတော့မယ်ပေါ့နော် number 4ကကြတော့ modulus of x plus 5 က less than equal to modulus of 2က2ထက်ကြီးတယ်အဲ့တော့ x plus 5 က greater than equal to or x plus 5 က less than equal minus 2 okay ဒါ properties အရာ properties ကိုသိချင်နေဆိုလို့ရှိရင်ဒီ absolute value number 1 previous video ကိုကြည့်ပေးပါနော်အဲ့ဆိုလို့ရှိရင်နှစ်ဖက်စလုံးကို5နှုတ်မယ်2 minus 5 or x plus 5 minus 5 less than equal minus 2 minus 5 okay အဲ့တော့ x က greater than negative 2ဒါမှမဟုတ် x က less than negative 7 okay အဲ့ဒါကို number line မှာဆွဲမယ်ဆိုတော့ဒီမှာ negative 3 negative 5 negative 7 okay အဲ့တော့ sorry negative 3ထက်ကြီးမယ်ပေါ့နော်အဲ့ဒါဆိုရင်ညာဘက်ကိုပြီးတော့ equal sign ပါတဲ့အတွက်ကြောင့်မလို့အပြည့်ချင်မယ်ပြီးတော့ negative 7ထက်ငယ်တယ်ဆိုတော့ဘယ်ဘက်ကိုချင်မယ်ပြီးတော့ equal sign ပါလို့အပြည့်ချင်မယ် okay solution set ကိုလိုချင်တယ်ဆိုလို့ရှိရင်သူက negative infinity ကနေ positive infinity okay အဲ့တော့ negative infinity ကနေ negative 7 square bracket okay round union negative 3 ကနေ positive infinity round bracket square bracket okay number 5ကကြတော့ modulus of x က1 အောက်ငယ်ပြီးမှ
1 ထက်ကြီးမှ for ငယ်ပေါ့နော်အဲ့တော့နှစ်ဖက်စလုံးကိုokay အဲ့ဆိုလို့ရှိရင် x က property အရာ1နဲ့ 4 ကြားမှာရှိမယ် or x က negative 1နဲ့ negative 4 ကြားမှာရှိမယ် okay အဲ့ဆိုလို့ရှိရင်ဒါဆက်ရှင်းစရာမလိုတော့ဘူး number lines ပဲနဲ့သူကကြတော့ 1 2 4 number lines ပဲမယ်သူကကြတော့ minus 1 oh sorry minus 1 minus 2 minus 4 okay အဲ့တော့ 1 ထက်ကြီးမယ်ဆိုလို့ရှိရင်ညာဘက်ကိုသွားမယ်ပြီးတော့ 4 အောက်ငယ်မယ်ဆိုတော့ 4 မှာ circle လုပ်မယ်ဘက်ကိုသွားအဲ့တော့ equal sign ပါတော့ပြီးချင်မယ်ပြီးတော့ 1 ထက်ကြီးရဆိုတော့ 1 ကိုဝိုင်းမယ်ကြီးရဆိုတော့ညာဘက်ကိုချင်မယ်အပြည့်ချင်မယ်ပြီးတော့ 4 အောက်ငယ်ဆို4ကိုဝိုင်းမယ်ပြီးတော့ဘယ်ဘက်ကိုချင်မယ်ပြီးတော့အပြည့်ချင်မယ်အဲ့တော့ solution set ကိုသွားမယ်ပေါ့နော် solution set ကိုသွားမယ်ဆိုတော့ x ရဲ့အဖြေက1နဲ့ 4 ကြားမှာ square bracket ပါလို့လဲ equal sign ပါလို့เนาะသူက negative infinity ရှိမယ်ဒီမှာ positive infinity ရှိမယ်အဲ့တော့ negative infinity ကနေ negative 40 okay equal sign ပါတော့ square bracket round circle union okay ပြီးတော့ negative 1 to positive infinity round bracket okay အဲ့တော့ဒီ property အရာကျမတို့တွေဒီမတူညီတဲ့ number line ထွက်ပြီးမှ solution set ကလည်းမတူပါဘူးအဲ့ဆိုလို့ရှိရင်ဒါဒီနေ့ absolute value 5 ပုတ်ကိုခုလိုမျိုး practice လုပ်တော့တယ်ပေါ့နော်မေးချင်တာရှိလို့ရှိရင် comment section မှာမေးထားလို့ရတယ်ပြီးတော့ math fun channel က one-on-one tutoring session ပေးနေတာရှိတယ်အသေးစိတ်သိချင်ရင်ဒီ email changsarmonghong@gmail.com ကိုဆက်သွယ်ပေးပါအားလုံးပဲစင်ပြေတဲ့နေ့လည်းဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ် bye bye